အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဘရီယန်နာအရေးပြားဆရာဝန်နဲ့ appointment ယူထားတာလေးကိုတွားမှာဖြစ်ပါတယ်စီခန်းကပေါ့နော်သူက10နာရီခုံမှရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘရီယန်နာကလက်မှတ်အရင်ဖြတ်ပါတယ်ပြီးတော့ယထာကိုခဏစောင့်နေပေါ့နော်အခုကယထာပေါ်လေရောက်လာပြီဆိုတော့ဘရီယန်နာပေါ့နော်ဘာကြောင့်မလို့အရေးပြားဆရာဝန်ကိုတွားရလဲဆိုတာကိုနည်းနည်းပြောပြပေးချင်ပါတယ်ဘရီယန်နာပေါ့နော်ဝက်ချန်ထက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ငငယ်တုန်းကလက်ကမြင်းနဲ့ပေါ့နော်လက်ကမြင်းတော့မျက်နှာလေးကိုလက်နဲ့ကင်နေပြီးတော့အမာရွတ်တွေနဲ့အနီဆက်တွေကြံခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အရေးပြားဆရာဝန်နဲ့ကုသရတာဖြစ်တယ်ပေါ့နော်အစပိုင်းမှာကျတော့ဘရီယန်နာတပတ်တစ်ခေါက်တော့ပြဖြစ်တယ်ပေါ့နော်ကုန်ကြစရေးကတော့900နေ800ကြားရှိတယ်ပေါ့နော်နောက်ပိုင်းကျတော့ဘရီယန်နာလည်းတလာလို့ပေါ့နော်အဲ့ဒါတလားတစ်ခေါက်ပဲတော့ပြဖြစ်တော့ပါတယ်အခုကတော့ဘရီယန်နာပေါ့နော်10နာရီခုံကိုရောက်လာပါပြီဒါပေမဲ့ဘရီယန်နာရဲ့စီခံပေါ့နော်ချက်ချင်းမရောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘရီယန်နာဆိုင်ကတဆင့်ငါပြီးတော့ပေါ့နော်ပြန်စီခဲ့ပါတယ်စီခံလေးရောက်လာပြီဆိုတော့ appointment ယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဘရီယန်နာတခါတည်းပဲအပေါ်တက်သွားပြီးတော့ဆရာဝန်ကိုစောင်းလိုက်ရုံပါပဲဆရာဝန်ကိုစောင့်နေရင်လည်းပေါ့နော်ဘရီယန်နာဒီနားမှာစာအုပ်လေးဖတ်ဖြစ်ပါတယ်ဖတ်ဖြစ်တဲ့စာအုပ်ကတော့ကျောင်းမြတ်စာအုပ်ပေါ့နော်ဘာလို့ဆိုဘရီယန်နာဒီရဲ့အပိုင်းမှာစိတ်ဝင်စားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘရီယန်နာကျောင်းမြတ်စာအုပ်လေးကိုဖတ်ဖြစ်ပါတယ်စာအုပ်လည်းဖတ်ပြီးဆိုတော့ပေါ့နော်ဆရာဝန်နဲ့လည်းပြပြီးဆိုတော့ဆေးလေးယူပါတယ်ဆေးလေးယူပြီးဆိုတော့ဘရီယန်နာကလည်းပေါ့နော်အိမ်ပြန်ဖို့ဘောလီဘာလေးငားပြီးတော့အခုကတော့အိမ်ပြန်ဖို့ပြင်ဆင်တော့မှာဖြစ်ပါတယ်ဒါကတော့မျက်နှာလေးခဏပြတာပေါ့နော်ဆရာဝန်ဆေးထိုးအက်လီနဲ့ပြစ်ထားမျက်နှာကတော့နေပါတယ်ရှင်အခုကတော့ဆိုင်ကယ်ပေါ်မှာရောက်လာပြီပေါ့နော်ရှင်ဒါကတော့ညနေခင်းပေါ့နော်အိမ်ပြန်နဲ့လမ်းကရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်